စာရွက်တွေကမဝယ်ပေးဘူးလားဖေးရစမ်းသစ်ပြီးဆွဲရတယ်လို့တနာဖို့ကောင်းနေကြတယ်အဲကြောင့်မလဲရတိုးတက်လက်ကလေးရောပြကြည့်ပါဦးဗာလေးနဲ့ဆွဲနေနှာခေါင်းပေါ်မှာရောလေဟလဲမပုတ်ပြင်းနဲ့ပုတ်ဆိုးသွားမယ်ဗာလေးကိုကောင်းပါလေးစာပတ်လားစာပတ်နဲ့ဘေးကပါကြောင်လေးရောလားသူ့ကြောင်လေးရဲ့ရုပ်လေးပြကြည့်အောင်တခြားရရအောင်ဟောကြားကြောင်လေးကောင်းမလေးကထမင်းအောက်ကတော့လုံလောက်ပါရဲ့နော်လုံးနေသူကပါဇက်လေးကသေးရောအစားပုတ်မှာမဟုတ်ဘူးနော်အဲ့လိုတက်သေးလေးမလားဆွဲတဲ့လူလူပါဇက်လေးကိုဇမီးကအကြီးရနှာခေါင်းမှာတော်စိုးနေနော်ပြီးမှလက်တွေသေချာစင်းနော်မိသွေးတွေမဟုတ်လားအဲ့ဒါလေကျတော့ဒီအမောရတော့ဒီလိုလေးတွေဆိုတော်တော်လေးလောက်တာအမေအမေအမုံကအမေဒီကကျတော့အနက်ဒီဘက်ကအမေကြီးကဘောင်ကုတ်ထားလားဘောင်ကုတ်မှာအခုစားဘောင်မကုတ်ပြစ်နဲ့လေဘောင်ကုတ်မမဲကြီးတော့လှပါမလားဘေးဘက်ကုတ်မှာလေအကျော်မှာရုပ်လုံးလေးပို့တော့ပေါ်လာဘက်ကရောင်းကသိမ့်မလောက်နောက်ခံလေအိမ်နေရန်ဆွဲလို့မရဘူးတဲ့လားမတို့ပဲပြောတော့မဆွဲနဲ့ဆိုလို့အုတ်ကန်လာဆွဲတာလေလေအိမ်နေရန်အိမ်ကြီးမှမဆွဲရဘူးပြဘယ်လိုပြောမိလဲအမေက